ဆာရှာကသူမရဲ့လက်ကိုပတ်တီးချီပြီးနောက်သူမရဲ့ပါတနာတော်မီကိုနိုးထစေပါတယ်မိုးလေဝသပိုမိုဆိုးရွားလာမဲ့အတွက်အခုချိန်မှာပဲတောင်တက်စတင်ရမယ်လို့သူမကတောင်းဆိုပါတယ်တော်မီကလည်းသဘောတူပါတယ်ထွက်မသွားခင်ဆာရှာကတဲကနေပြင်ပကိုကြည့်ပြီးထရောဝေါ်ရဲ့အလွန်လှပတဲ့မြင်ကွင်းကိုခန်းစားကြည့်ရှုပါတယ်အချိန်မကြာခင်သူတို့နှစ်ယောက်တန်ဒမ်ကလိုင်းအတွက်ပြင်ဆင်ကြပါတယ်တော်မီကအီးမြလုံးတဲ့ယာဒီဥတုကိုမှတ်ချက်ပေးပြီးဆာရှာကဟာတာဖြင့်ပြန်ပြောပါတယ်တောင်တက်နေစဉ်ဆာရှာတစ်ခါလှိမ့်ကျ almost ဖြစ်သွားပါတယ်နေရာတနေရာလဲမှာအမြဲတမ်းဒီလိုပဲဖြစ်နေတယ်လို့သူမပြောပါတယ်သူမပြန်လေထိမ့်ချုပ်ပြီးစက်တက်စူးစမ်းနေချိန်မှာတော်မီကနဲနီးလို့ဖူပြောပါတယ်ခက်ခဲတဲ့အပိုင်းတစ်ခုကိုကြော်လွှားဖို့အကြိမ်ကြိမ်မအောင်မြင်ပြီးနောက်တော်မီကမိုးမုန်တိုင်းဝင်လာနေကြောင်းပြောပြီးဒီနေ့ကိုဒီလောက်နဲ့ရက်မလားလို့အကြံပေးပါတယ်ဒါပေမဲ့ဆာရှာကနောက်ထပ်တစ်ချိန်ထပ်စူးစမ်းချင်တယ်လို့ပြောပါတယ်မိုးလေဝသပိုဆိုးလာတာကိုတွေ့ပြီးတော်မီကအောက်ဆင်းပြီးတဲကိုပြန်သွားသိနေလို့တင်းကြပ်ပြောပါတယ်နောက်ပိုင်းမိုးမုန်တိုင်းပိုမိုပြင်းထန်လာတဲ့အခါတော်မီကနောက်နေ့တောင်တက်ကိုရက်နာထားကြမလားလို့ပြောပါတယ်ဆာရှာကအဲ့ဒါကိုမိုးလေဝသဆိုးတာပဲလို့လှစ်လျူရှုလိုက်ပြီးသူ့ကိုစိတ်ထဲမှာဘာကစိတ်ပူစေတယ်လဲလို့မေးပါတယ်တော်မီကသူမအချို့အခါအလွန်အကျွံတွန်းအားပေးတတ်တယ်လို့ဝန်ခံပါတယ်သူ့အတွက်တောင်တက်ဖို့အချိန်ဘလောက်ကြံသေးလဲမသိတော့ဘူးလို့ပြောပြီးသူမကိုလည်းချစ်နေစေကြောင်းဒါပေမဲ့အလွန်အကျွံအန်ဒရဲတွေမလိုက်ပဲနည်းနည်းနှေးစေချင်တယ်လို့ပြောပါတယ်သူကကံကောင်းမှုဆိုတာတောင်တက်ရမှာတည်သွားတဲ့အရာတစ်ခုလိုပဲနောက်ဆုံးတော့ကုံသွားတတ်တယ်လို့ပြောပါတယ်ဆာရှာကအလေလန်းမှာပဲကံကောင်းမှုကုံသွားပြီလားလို့ပြန်မေးပါတယ်နောက်ဆုံးမှာမိုးမုန်တိုင်းပြင်းထန်လာတဲ့အတွက်သူတို့အောက်ဆင်းဖို့ဆုံးဖြတ်ကြပါတယ်ဆာရှာကမိုးလေဝသကောင်းလာရင်ပြန်လာပြီးတောင်ထိပ်ထိတက်ပြီးအပီးတက်မယ်လို့တော်မီကိုဂရုပေးခိုင်းပြီးတော်မီကလည်းသဘောတူပါတယ်တောင်အောက်ဆင်းနေလာစဉ်ကြောက်တုံးတွေကျလာစတင်ပါတယ်တော်မီကဆာရှာကိုအမြန်ဆင်းဖို့နံရံကိုနီးကပ်နေဖို့ပြောပါတယ်ဆာရှာကသူ့ကိုယ်သူလုံခြုံအောင်ခြိထားပေမဲ့နောက်ထပ်ကြောက်တုံးတွေကျလာပါတယ်တော်မီကသူ့ rope အတွက် knot ချထားလားလို့မေးပါတယ်ဆာရှာကအလိုလျောက်ဟုတ်တယ်လို့ပြောလိုက်ပေမဲ့တကယ်တော့မချထားဘူးဆိုတာသိလိုက်ပါတယ်အဲ့ဒီအချိန်မှာကြောက်တုံးတွေတော်မီကိုထိခိုက်ပြီးသူ့ကိုမူးသွားစေပါတယ်ဆာရှာကသူ့ rope ကိုကင်ပြီးနိုးထားစေဖို့စူးစမ်းပေမဲ့သူ့အလေးချိန်ကိုမထိနိုင်တော့ပါဘူးနောက်ဆုံးမှာအလွန်ခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုနဲ့သူ့ကိုလွှတ်လိုက်ရပြီးတော်မီကတေဆုံးသွားပါတယ်9 လကြာပြီးနောက်ဆာရှာကတော်မီရဲ့နိုင်ငံဖြစ်တဲ့ဩစတြေးလျကိုရောက်ရှိလာပါတယ်သူနဲ့နီးကပ်နေတယ်လို့ခံစားချင်ပြီး White Water Kayaking ကိုလေ့ကျင့်ဖို့ဆုံးဖြတ်ပါတယ် GPS မလုပ်တာကြောင့်မြေပုံကိုအသုံးပြုပြီး Ranger Station ကိုသွားပါတယ်လမ်းမှာသူမရဲ့အမတ်တရတွေပြန်လည်ထင်ဟပ်လာပါတယ်နောက်တနေ့ Ranger ကသူမကိုတယောက်တည်းမသွားသင့်ကြောင်းသတိပေးပါတယ် Gas Station တစ်ခုမှာသူမ snacks ဝယ်နေစဉ်မိုးဆိုးတချို့ကသူမကိုလှောင်ပြောင်ဖို့ကြိုးစားပါတယ်ဘန်ဆိုတဲ့အမျိုးသားတစ်ယောက်ကသူတို့ကိုတားပါတယ်ဆာရှာကဘန်ထန်ကလမ်းညွှန်းချက်တွေတောင်းပြီးသူကလွယ်လားခက်လားလို့မေးပါတယ်ဆာရှာကအကောင်းဆုံးလမ်းလို့ပြန်ဖြေပါတယ်ညရောက်ချိန်မှာဆာရှာကကားထဲမှာအနားယူပြီးနောက်နေ့မှာမြစ်ထဲကရက်လီဖြင့်ခရီးဆက်ပါတယ် Blackstone Bay ရောက်ပြီးတဲဆောက်နေထိုင်ပါတယ်နောက်နေ့သူမရဲ့အိတ်ပျောက်သွားပြီးမွေးတစ်ကောင်ကိုတွေ့ပါတယ်ထို့နောက်ဘန်ကိုပြန်တွေ့ပြီးသူကအိတ်ကိုယူထားတာသိလာပါတယ်နောက်မှာဘန်ဟာအန်ဒီရရှိတဲ့လူတစ်ယောက်ဖြစ်ကြောင်းထင်ရှားလာပါတယ်သူမကိုထွက်ပြေးဖို့အချိန်ပေးပြီးလိုက်လံတိုက်ခိုက်ပါတယ်ရှေ့ဆက်ပြီးဆာရှာဟာဒဏ်ရာတွေရရှိတော့လေထွက်ပြေးကြိုးစားပြီးနောက်ဆုံးဘန်နဲ့တိုက်ခိုက်မှုကြီးဖြစ်ပါတယ်အဆုံးမှာဆာရှာကအမြင်ကောင်းစွာအနိုင်ယူနိုင်ပြီးဘန်ကိုတေးစေပါတယ်နောက်ဆုံးမှာသူမကိုကယ်ဆယ်သူတစ်ယောက်တွေ့ပြီးပြန်လေလွတ်မြောက်ပါတယ် Ranger Station မှာသူမအားလုံးကိုပြောပြပြီးလူတက်မှုများစွာကိုဖော်ထုတ်နိုင်ခဲ့ပါတယ်နောက်ဆုံးစီးမှာဆာရှာကတော်မီရဲ့ကမ်ပတ်စ်ကိုယူပြီးပင်လေထဲကိုပစ်ချလိုက်ပါတယ်